ဒီအမျိုးသမီးကဆရာဝန်မဟုတ်ဘဲနဲ့ယောဂရှာဖွေရေးအလုံးနဲ့ဒေါ်လာသိန်းချီရနေတယ်ဒီအမျိုးသမီးကဆေးကြောင်းလည်းမတက်ခဲ့သလိုဆရာဝန်လည်းမဟုတ်ဘဲနဲ့လူနာတွေအတွက်ယောဂရှာဖွေရေးအလုံးနဲ့အသက်မဝမ်းကြောင်းလုပ်နေပါတယ်သူမကတော့ Lauren Parrott ပါရှင် Lauren ကငကိုတဲကမှလူခန္ဓာကိုယ်အစိပ်ပိုင်းနဲ့သွေးတန်ရည်ရဲနဲ့ကိုရင်းကလေးစားတွေအကြောင်းစိတ်ဝင်စားခဲ့သူဖြစ်ပြီးဒါတွေနဲ့ပတ်သက်တဲ့အလုပ်ကိုင်မျိုးကိုစမ်းသပ်ကြည့်ကျင်ခဲ့ပါတယ်လက်ရှိသူမရဲ့အလုပ်ကသူမမျှော်လင့်ထားသလိုပဲနေ့စဉ်စိန်ခေါ်မှုတွေရှိနေတာကြောင့်သူမရဲ့စူးစမ်းကျင်စိန်နဲ့ကိုက်ညီတဲ့အလုပ်တစ်ခုဖြစ်တယ်လို့ယုံကြည်ထားပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ဆရာဝန်မဟုတ်ဘဲနဲ့ယောဂရှာဖွေရေးအလုံးနဲ့ဒေါ်လာသိန်းချီရနေတဲ့အမျိုးသမီးအကြောင်းပြပြပေးသွားမှာဖြစ်လို့ဗီဒီယိုထဲမှာအတူတူကြည့်လိုက်ကြရအောင်ပါပရိသတ်ကြီးတို့ရေ Lauren Parrott ကတော့အသက်30နှစ်ရှိပြီဖြစ်ပြီး Kentucky ပြည်နယ် Las Vegas မြို့မှာယောဂဗေဒလက်ထောက်အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်Lauren ကဒီအလုံးနဲ့တစ်နှစ်ကိုဒေါ်လာ3,200,000ထိရရှိနေပါတယ်။ခွဲစိတ်မှုခံယူထားတဲ့လူတစ်ယောက်စီကအသားစားဒါမှမဟုတ်တစ်ရှူးနမူနာတစ်ခုကိုထုတ်ယူတိုင်းမှာယောဂရှာဖွေဖို့အတွက် Lauren တို့လိုယောဂဗေဒလက်ထောက်တွေစီကိုအရင်ဆုံးပို့ဆောင်ရပါတယ်။သူမရဲ့အလုပ်ကတော့ဒီအစိပ်ပိုင်းတွေကိုခွဲခြမ်းစိတ်ဖြတ်ရတာဖြစ်ပြီးဒီအဆင့်ပြီးမှခွဲစိတ်ဆရာဝန်စီကိုထပ်ပို့ရပါတယ်။တနေ့နဲ့တနေ့မတူညီတဲ့ cell တွေနဲ့တစ်ရှူးအပိုင်းစာတွေကိုအမျိုးမျိုးလေ့လာရတာကသူမအတွက်တော့အရင်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်။ယောဂဗေဒပညာရှင်တွေအနေနဲ့သူတို့ရဲ့တွေးရှိချက်တွေကကင်ဆာယောဂတဲ့အတွက်ကုသမှုခံယူဖို့လိုအပ်နေပြီလားဘလို့ကုသမှုလမ်းကြောင်းတွေကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုဆုံးဖြတ်ပေးနိုင်ပါတယ်လူအများစုကသူမရဲ့အလုပ်ကိုရှိလို့ရှိမှန်းတော့မသိကြပေမဲ့ Lauren ကတော့ဒီအလုပ်ကလူတွေရဲ့ကျန်းမာရေးနဲ့နေ့စဉ်ဘဝအပေါ်အများကြီးအကျိုးသက်ရောက်မှုရှိတယ်လို့ယုံကြည်ထားပါတယ် Lauren ကသူမလိုမျိုးယောဂဗေဒလက်ထောက်တွေအတွက်အလုပ်ကိုင်အခွင့်အလမ်းတွေအများကြီးရှိတဲ့အကြောင်းလည်းပြောထားပါတယ်လက်ရှိမှာတော့လက်ထောက်တွေအလုံးလောက်မရှိတာကြောင့်လောအားနဲ့ညီမျှတဲ့လက်စာတိုးမြင့်တောင်းဆိုမှုတွေများနေပါတယ်ငွေကြီးအတွက်တော့ Lauren ကခင်မွန်းဖြစ်သူဒီလာနဲ့အကျူမျှဝေသုံးစွဲတဲ့စနစ်ကိုကျင့်သုံးပြီးအိမ်အသုံးစရိတ်ကိုလက်ပတ်နေပါတယ်။နှစ်ယောက်ရတဲ့လစာတွေကိုမျှဝေသုံးစွဲတဲ့ငွေစင်းနဲ့ထည့်ပြီးအသုံးစရိတ်တွေအတွက်ငွေပေးချေကြပါတယ်။ဥပမာအဖြစ် Lauren ကဖုန်းပေးအတွက်တာဝန်ယူပြီး Dylan ကတော့အိမ်အရစ်ကြပေးချေမှုကိုစီမံခန့်ခွဲပေးပါတယ်။ Bill တွေပေးချေပြီးတဲ့အခါတိုင်းမှာပိုတဲ့ငွေကိုသူတို့ရဲ့ယင်းနှိမ့်မြုပ်နှံမှုစည်းရင်းတွေနဲ့တားပြစ်သူရဲ့ပညာရေးအတွက်ရမုံငွေထဲမှာထည့်ကြပါတယ်။ Kentucky ပြည်နယ်ဟာ New York နဲ့ LA တို့လိုနေရာတွေနဲ့ရှင်မယ်ဆိုရင်တော့နေထိုင်မှုစည်းစကားကတိတ်မကြည့်ဘူးလို့သတ်မှတ်ထားကြပြီးမယ်နှစ်တွေကြာလာတာနဲ့အမျှကုန်စည်နှုန်းတွေတက်လာတာကြောင့်ထင်သလောက်တော့မလွယ်ကူပါဘူးဒါပေမဲ့လည်းမြို့ကြီးတွေထက်ဆိုင်ရင်တော့ဒီနေရာမှာအဆင်ပြေတယ်လို့ခံစားရတာကြောင့်ဒီမှာပဲအခြေချနေထိုင်မှုအစီအစဉ်ထားတယ်လို့ Lauren ကပြောပါတယ်သူမတို့မိသားစုရဲ့အကြီးမားဆုံးကုန်ကျစရိတ်တွေကတော့အိမ်အရစ်ကြပေးခြင်းမှုနဲ့ကလေးစရိတ်တွေဖြစ်ပြီးတခြားစရိတ်တွေထက်တိတိတသာပိုများနေတာကိုတွေ့ရပါတယ်။ဒါဖြစ်သူရဲ့နေ့ကလေးထိန်ကျောင်းကတစ်ပတ်ကိုဒေါ်လာ190ငွေသွင်းရပါတယ်။ချက်ပြုတ်စားသောက်ဖို့အတွက်တစ်ပတ်ကိုတစ်ကြိမ်ဝယ်ချမ်းရပြီးတစ်လကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ် Sam Club ကိုဈေးဝယ်ထွက်ကြပါတယ်။သူမနဲ့ဒီလိုင်းတို့နှစ်ယောက်စလုံးကတော့ကြည်ကြည်တဲ့ချမ်းသာခြင်းနဲ့ထဲမှာမပါတာကြောင့်အကောင်းဆုံး branded ပစ္စည်းတွေဒါမှမဟုတ်ဈေးကြီးတဲ့စားသောက်ဆိုင်တွေကိုတိတ်တော့သွားလိမ့်မရှိကြပါဘူး။သူတို့နှစ်ယောက်စလုံးက Root IRS လို့ခေါ်တဲ့အငိမ့်စားအကောင့်တွေထဲမှာတစ်နှစ်ကိုဒေါ်လာ9,000စီထည့်ဝင်ထားပြီးတော့အကျိုးခံစား권တွေအများကြီးရနေကြပါတယ်။ကျန်တဲ့ငွေတွေကိုတော့မျှဝေထားတဲ့ရင်းနှီးမြှုပ်နှံမှုအကောင့်နဲ့တားဖြစ်သူအတွက်529ပညာရေးအစီအစဉ်တွေကိုခွဲထည့်ကြပါတယ်။ Lauren ကလူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးရတာပြောတဲ့သူမျိုးပါရှင်။သူမရဲ့မိခင်ကဆေးဘက်ဆိုင်ရာတက်ခွဲသိပ္ပံပညာရှင်အဖြစ်အနှစ်40ကျော်လောက်ကိုင်ခဲ့ပြီးသွေးလူပန်းမှာလည်းလောက်ကိုင်ခဲ့မှုတာကြောင့်သူမကလည်းအမိရဲ့ဝါသနာကိုလက်ဆင့်ကမ်းလာတာဖြစ်ပါတယ်။မိခင်စီကိုသွားလဲတဲ့အခါတိုင်းမှာသွေးအမျိုးအစားခွဲကြတာသွေးတွေကခုခံအားကိုရှာဖွေတာနဲ့သွေးအမျိုးအစားကိုက်ညီမှုရှိမရှိစစ်ဆေးတာတွေကိုအမြဲလုပ်နေတတ်တာကြောင့်ဒီလုပ်ငန်းစဉ်တွေက Lauren နဲ့မစိမ့်တော့ပါဘူး။ယောဂဗေဒပညာရှင်တယောက်ဖြစ်လာဖို့အတွက်ဆိုရင်ဆေးကြောင်း၄နှစ်တက်ရမှာဖြစ်ပြီးယောဂဗေဒဘာသာရပ်မှာအနည်းဆုံး၄နှစ်ကြာသင်တန်းဆင့်လေ့ကျင့်ဖို့လိုအပ်ပါတယ်။ဆရာဝန်ဖြစ်ပြီးသွားရင်လည်းနောက်ထပ်ပညာသင်စုတွေအတွက်ထပ်ပြီးတော့လေ့လာဖို့လိုနိုင်ပါတယ်။ဒီလိုမျိုးအချိန်တွေအများကြီးပေးစရာမလိုပဲတာမန်ပွဲရပြီးတာနဲ့နောက်ထပ်2နှစ်ပဲကြောင်းတက်စရာလိုတဲ့ Duke တက္ကသိုလ်ရဲ့ယောဂဗေဒလက်ထောက် program က Lauren ကိုဆွဲဆောင်ခဲ့ပါတယ်။သူမအကြောင်းလျှောက်တဲ့အချိန်မှာတော့တနိုင်ငံလုံးမှာဒီလို program 10ခုလောက်ပဲရှိခဲ့ပါတယ်။ Lauren ရဲ့မိဘတွေကသူမရဲ့ဘွဲ့ကြိုပညာရေးအတွက်ပညာရေးရန်ပုံငွေထဲမှာငွေစုထားပြီးမယ်။အရှေ့ပိုင်း Kentucky တက္ကသိုလ်ကနေပညာသင်စုအပြည့်အဝရခဲ့တာကြောင့်အဲ့ဒီငွေတွေကို Duke တက္ကသိုလ်မှာမဟာဘွဲ့တက်ရောက်ဖို့အတွက်ပြန်လည်အသုံးပြုနိုင်ခဲ့ပါတယ်။ Duke တက္ကသိုလ်ရဲ့ပထမနှစ်က Lauren ရဲ့ဘဝတစ်လျှောက်လုံးမှာအခက်အခဲဆုံးပညာသင်နှစ်ဖြစ်ခဲ့တယ်လို့လည်းပြောပါတယ်။ပထမနှစ်သင်ယူညွှန်တန်းကအရင်ကိုခက်ခဲခဲ့တာကြောင့်ပညာရေးကိုပဲဒီဇိုင်းမတ်လှုပ်ဆောင်ခဲ့ရပါတယ်။ဒီလိုနဲ့သူမကစေချောင်းတက်စရာမလိုပဲနှစ်နှစ်ထဲနဲ့ယောဂဗေဒလက်ထောက်တူဖြစ်လာခဲ့ပါတယ်။သူမကဘွဲမရခင်ရှလအလိုမာကလေးကအလုပ်ရခဲ့ပြီးတပတ်ကြာမှတော့အလုပ်စဆင်းခဲ့ပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့တွေ့ကြည့်လိုက်ရင်စေဘက်ဆိုင်ရာတက်ခွဲဝန်ထမ်းတွေအများကြီးလိုအပ်နေတာကြောင့်ဒီလုပ်ငန်းကပညာသင်ကျောင်းသားတွေအများကြီးကိုဖိတ်ခေါ်နေပါတယ်။ဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာအခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုမြတ်တင်ဆက်နေတဲ့ကျမတို့ Token Channel လေးကို Like and Subscribe လေးလုပ်ထားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။မနက်ခင်းအလုပ်ကိုရောက်ကြတဲ့ Lauren ကတစ်ရှူတွေအသားစားတွေကိုခွဲခြမ်းစစ်ဆေးဖို့အတွက်ပြင်ဆင်ပါတယ်။ဒီနမူနာ cell တွေကဥမကြီးကြည့်မှန်ပြောင်းနဲ့ထုတ်ယူထားတဲ့အသားစားတွေပါရှင်။
ဒီအသားစားတွေကိုကြည့်ပြီးစောက်တစ်ခုချင်းစီရဲ့ကြီးထွားမှုကစလို့ရှုပ်ထွေးတဲ့ကင်ဆာခွဲစိတ်မှုတွေအထိအမျိုးမျိုးတွေ့နိုင်ပါတယ်လော်ရန်ကအသုံးပြုမဲ့ခွဲစိတ်ခန်းသောကိရိယာတွေကိုအသင့်ပြင်ဆင်ပြီးကွန်ပျူတာတွေကလူနာနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုအရင်ဆုံးလေ့လာရပါတယ်။အသားစားတွေခွဲခြမ်းစိတ်ဖြာပြီးတာနဲ့ပုံမှန်မဟုတ်တဲ့တွေ့ရှိချက်တွေကိုလူနာရဲ့ဆေးဘက်ဆိုင်ရာမှတ်တမ်းနဲ့နှိုင်းယှဉ်ကြည့်ပါတယ်။နောက်ဆုံးမှာတော့ခွဲစိတ်ဆရာဝန်ကမိုက်ခရိုစကုပ်နဲ့ဆက်ပြီးစစ်ဆေးလို့ရအောင်အရေးကြီးဆုံးအပိုင်းတွေကိုရွေးပေးရပါတယ်ရှင်။ဥပမာတဲကျအိမ်မှာကြောက်တဲ့နေလားဆိုတာကိုစစ်ဆေးဖို့အတွက်တဲကျအိမ်ကိုဖွင့်ကြည့်ပြီးအသားလုံးဒါမှမဟုတ်အကျိတ်တွေလိုမျိုးပုံမှန်မဟုတ်တာတွေကိုအရင်ဆုံးရှာဖွေပါတယ်။ပြီးတာနဲ့မိုက်ခရိုစကုပ်နဲ့စစ်ဆေးဖို့အရေးကြီးဆုံးအပိုင်းတွေကိုရွေးချယ်ပေးပြီးတော့ယောဂဗေဒပညာရှင်စီကိုပို့ပေးရပါတယ်။လော်ရန်ကကတိကီမှာနေရတာကိုအရင်ကသဘောကျပါတယ်။အနီနာက Nashville နဲ့ Indianapolis တို့လိုမျိုးကြီးတွေရဲ့အလဲဘိုမှာရှိပြီးကင်မရာဘက်ကိုလည်းတရက်အတွင်းကားနဲ့သွားလို့ရပါတယ်။သူတို့ရဲ့ပတ်ဝန်းကျင်မှာတော့အမြင့်မွေးမြူရေးခြံတွေနဲ့အရက်ချက်စက်ရုံတွေအများကြီးရှိပါတယ်။လော်ရန်တို့လူမယားနှစ်ယောက်က အနာဂတ်အတွက်ကလေးနောက်တစ်ယောက်လောက်ထပ်ယူဖို့တိုင်ပင်နေကြပါတယ်။ဒါပေမဲ့ဒီဘက်ခေတ်ငွေကြေးအခြေအနေရကလေးတစ်ယောက်အတွက်တိုးလာမယ့်ဈေးကမနှဲတာကြောင့်ဆွေးနွေးညှိနှိုင်းနေကြတော့မှာလော်ရန်နဲ့အိမ်မက်ကတော့တရက်သူမအလုံးမလုံးချင်တော့ဘူးဆိုတဲ့အချိန်ကျမှချက်ချင်းအနားယူလို့ရဖို့အတွက်လုံလောက်တဲ့ငွေပမာဏကိုစုမိဖို့ပါပဲဒါပေမဲ့လုပ်ငန်းခွင်ဝင်ပြီးတဲ့နောက်မှာတော့ဒီအလုပ်ကိုအရင်နှစ်သက်ပြီးရေရှည်လောက်ကင်သွားဖို့အတွက်ဆန္ဒရှိတာကြောင့်စောစောအနားယူပြဖို့တော့မမြင်ဘူးလို့ပြောပါတယ်လော်ရန်ကဒီ profession နဲ့အသက်မွေးကျောင်းနဲ့ပတ်သက်လို့လူအများစုကဒီအလုပ်ကိုဝင်ငွေကောင်းတဲ့ရွေးချယ်စရာကဏ္ဍတစ်ခုအဖြစ်သိမသိကြဘူးလို့လည်းပြောပါတယ်သူမတွတ်တော့ဒီအလုပ်ကဆရာဝန်တွေလိုအချိန်နဲ့အများကြီးပေးစရာမလိုပဲလူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာတရနေရာကနေကူညီပေးနိုင်ဖို့အတွက်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်လို့လည်းပြောထားပါတယ်ရှင်အစုံနဲ့ကြည့်ရှုပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်